တော့ဆရာတို့ဆက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်နောက်ကောင်းစဉ်လေးတစ်ခု who has authority အဲ့တော့အမိန့်အာဏာပိုင်မှုပေါ့နော်အမိန့်အာဏာပိုင်ဆိုင်မှုကဘယ်သူစီမှာရှိလေပေါ့နော် who has authority အဲ့တော့ in a fair society ဆရာတို့ရဲ့တရားမျှတတဲ့လူအဖွဲ့အစည်းတွေမှာဆိုလို့ရှိရင် the people in charge အုပ်ချုပ်တဲ့သူတွေအနေနဲ့ပေါ့နော်သူတို့မှာဘာရှိလဲဆိုရင် need to have authority not just power အဲ့တော့ရှေ့မှာဆရာတို့ပြောခဲ့တယ်အာဏာတာမကပဲပေါ့နော် power လို့ခေါ်တယ်ဒီအာဏာတာမကပဲနဲ့ not just ပေါ့နော်ဒီအာဏာမဟုတ်ဘဲနဲ့ authority တော့ဘာကိုပြောလဲဆိုရင်အမိန့်အာဏာပိုင်ဆိုးမှုပေါ့နော်အမိန့်အာဏာပိုင်ဆိုင်မှုလည်းရှိဖို့လိုအပ်တယ်ပေါ့နော် need to have authority not just power အဲ့တော့နိုင်ငံရေးစနစ်တွေမှာဆိုလို့ရှိရင်ဘယ်လိုလုပ်လဲ well only work if most people agree that those in charge are allowed to tell everyone what to do အဲ့တော့လူတိုင်းကိုမင်းဘာလုပ်ညာလုပ်ဟိုလုပ်ဒီဟာလုပ်အခွန်ဆောင်မင်းဟိုဒီလုပ်ကိုဒီနေ့ကြောက်လို့ရှိရင်မှတ်ပုံနေကက်ကိုလဲစသဖြင့်ဒီလိုမျိုးဘသူဘာလုပ်ဆိုတာမျိုးပြောနိုင်ဖို့အတွက်ကိုအဲ့ဒီခုနကတော့ပြောတယ်ဆရာတို့အဲ့ဒီအုပ်ချုပ်တဲ့လူတွေ those in charge အုပ်ချုပ်တဲ့လူတွေမှာဒီလိုမျိုးပြောဖို့အတွက်ကိုလည်းအခွင့်အာဏာကိုပေးထားဖို့အတွက်ကိုလူအများစုက most people agree လူအများစုကလူတိုင်းကဘာလုပ်ပြရဖို့လို့လဲဆိုရင်သဘောတူညီမှုယူထားဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးခွင့်ပြုချက်ထားမှသာရင် the political system will only work เนาะဆရာတို့ရဲ့နိုင်ငံရေးစနစ်ကလည်းအလုပ်လုပ်မှာဖြစ်တယ်ပေါ့အဲ့တော့အောက်မှာဆိုလို့ရှိရင်စဉ်းစားကြည့်အောင် think about all the people who might tell you what to do အဲ့တော့မင်းကိုဘာလို့ညာလို့ဆိုပြီးတော့ပြောမဲ့လူတွေပေါ့နော်ပြောမဲ့လူတွေနဲ့ပတ်သက်လို့ကဲစဉ်းစားကြည့်အောင်နော်ပြောတဲ့လူတွေနဲ့ပတ်သက်လို့စဉ်းစားကြည့်လို့ how many of those actually have authority အောက်ကပြောတဲ့လူတွေမှာဘယ်သူတွေကအာဏာပိုင်ဆိုးမှုအမိန့်အာဏာပိုင်ဆိုင်မှုတွေရှိကြတယ် what do you think မင်းဘယ်လိုထင်လဲပေါ့နော်အဲ့တော့အမိဘတွေကပြောပြီးမင်းညသာစားကွာ eat your dinner အဲ့တော့ကျောင်းဆရာမကြီးကပြောပြီး quiet in the hallway နော် quiet in the hallway ဒီရှောက်လမ်းမှာတိတ်နေကြနော်hallway မှာခန်းထဲမှာတိုးနေကြစသဖြင့်ဒီလိုမျိုးတွေပြောတာရှိမယ်ကစားသမားဒီဘောလုံးတင်းမှာဆိုရင်လည်း team captain ကဘာလို့လဲ pass me the ball ဘောလုံးကားကိုလှမ်းပေးဒီလိုမျိုးပြောတယ်ဝန်ကြီးချုပ်ပေါ့ဒါပါတော့ president pay your taxes မင်းတို့တွေခွန်ဆောင်ကြ Facebook မိတ်ဆွေတွေ like my status update နော်ငါရဲ့ status လေးကို update လေးကို like လုပ်ပေးကြarms robber လက်နက်ကန်တွေများဆိုလို့ရှိရင်လည်းနော် Instagram app နော်ဟေးမင်းတို့လက်မြောက်လိုက်ကြဒီလိုမျိုးတွေမိတ်ပေးတာရှိတယ်နောက်တစ်ခုကကြတော့ဘာလူမကြီးခွဲတဲ့ကောင်ပေါ့ bully ဆိုလူမိုက်ပေါ့give me your shoes နော်ငါမေးဖက်ငါပေးစမ်းကွာဆိုပြီးပြောတယ်ဒါပါတော့ young brother and young နော် sister မောင်နှမတွေပေါ့နော် look at me ဆိုဒီလိုမျိုးကြည့်တယ်ဒီလိုမျိုးလန့်ပြောတယ်နော်ဒီလိုမျိုးငါ့ကိုကြည့်ဆိုပြီးတော့တို့ကြည့်ဆိုပြီးတော့လန့်ပြောတာမျိုးတွေရှိတယ်နောက် police officer နောက်ရဲရာရှိရနေပြီးတော့ show me your ID show me some ID မင်းမှတ်ပုံတင်ပြစမ်းဆိုတာမျိုးပေါ့နော် ID ကတ်ပြခိုင်းတာဒီလိုမျိုးတွေမှာဘယ် case ကဘယ်ပုံထဲမှာရှိတဲ့လူကနော် authority လို့ခေါ်တဲ့နော်အမိန့်အာဏာပိုင်ဆိုင်မှုပေါ့နော် authority လို့ခေါ်တဲ့ဒါလေးကိုပိုင်ဆိုင်ကြတယ်ဆိုတာကိုဆရာတို့နော် ORTY နော်အဲ့တော့အဲ့ဒါဘာလဲဆိုလို့ရှိရင်အမိန့်အာဏာဆိုတာတော့ power ကိုပြောချင်တာနော်မိန့်အာဏာပိုင်ဆိုင်မှုပေါ့နော်မိန့်အာဏာပိုင်ဆိုင်မှုဘယ်သူတွေမှာရှိကြလဲ parents မှာလား principal လား team captain လား president ဝန်ကြီးချုပ်လား Facebook friend လား armed robber လား police လားနော် young brother and sister လား police officer မှာလားအဲ့ဒါလေးတွေကိုဆရာတို့တွေ discuss လေးတွေပြန်လုပ်ကြည့်ကြအောင်အားလုံးပဲ see you in the next lecture နော်